င်းခန့်ခန့်အမလေးအရင်ဆုံးပြေးတက်လာတာโอเคဒီနေ့ကမဆို clinic ရောက်မယ် clinic ကိုစိတ်တော်ပူစေးရတဲ့မင်္ဂလာပါသားရေအဲ့တော့clinic ကိုမဆို discount လေးနဲ့ရောင်းပေးမယ်20% 30% discount လေးနဲ့မဆိုရောင်းပေးမယ် okay ဆိုတော့ကထုံးစံတိုင်းပေါ့နော်ထုံးစံတိုင်းပေါ့ clinic ကိုဒါက lotion ကဘယ်လိုလူတွေသုံးလဲဆိုဒီ lotion လို့ခေါ်တယ်လူတိုင်းလည်းသိတယ်ဒါ clinic သုံးနေတဲ့သူတိုင်းသိတယ်မသုံးမှုတဲ့သူတွေဆိုလည်းမဆိုရှင်းပြမယ်သူကအသားရည်6သွေးတဲ့ dry skin သမားတွေ combination နဲ့ dry skin သမားတွေကဒီ lotion လေးကိုသုံးသင့်တယ်အကယ်လို့မျက်နှာကအစီပြန်တတ်တယ် oily skin သမားဆိုလို့ရှိရင်တော့ gel လေးကိုသုံးသင့်တယ်သူက texture ပဲခွာတာပါ gel လေးကတော့ gel ပုံစံတိုင်းလေးကြဲကြဲလေးဖြစ်တယ် lotion လေးကတော့ texture လေးကတစ်လေးဖြစ်တယ်ဒါပဲကွာတယ်အဲ့တော့မဆိုအခုဈေးချနေတာကသူက jumbo size လို့ခေါ်တယ် jumbo size လို့ခေါ်တယ် regular size ကနှစ်ဆရှိတယ် jumbo size မိချိုနဲ့အောင်ရဲကျော်ပွဲကိုသုံးသက်ပေးပါဦးအမလေးသုံးသက်စရာမလိုအောင်ရဲကျော်ပြောချက်တွေနဲ့ထိမိခွိပြီးတော့ငါတော်မှပဲမျောသွားတယ်okay အဲ့တော့ဒါလေးက125 regular ဒါလူတိုင်းသုံးနေတဲ့ size လေး125သူ့ကိုလည်းမဆိုးကအရင်တော့က3,900နဲ့ရောင်းတယ်အခုမဆိုး3,300ခွဲနဲ့ဆိုချပြီးတော့ short ရောင်းပေးမယ်3,300ခွဲဆိုတော့ကဒါဈေးအခုချိန်မှာတန်နေတယ် lotion ပဲယူ gel ပဲယူကြိုက်တာကိုယူ3,300ခွဲ125 ml ရန်ကုန် in stock ပါအခုကအကာကိုတွေက delay ဖြစ်နေတဲ့အတွက်ကြောင့်မဆိုးကအမေရိကကနေပို့ရတာတဲ့ဆာလို့ရှိရင်ရန်ကုန်မှာရှိပြီးသားပစ္စည်းကိုပဲ discount ချပြီးတော့ရောင်းပေးလိုက်တယ်ဘာလို့လဲဆိုတော့ရန်ကုန်မှာရှိပြီးသားပစ္စည်းဖြစ်တဲ့အတွက်ကြောင့် customer ratio ဒီနေ့ငွေချေမနှက်ဖန်တစ်ပတ်ခါရောက်တယ်ဆိုတော့အဲ့လိုမျိုးအဆင်ပြေအောင်လို့နောက်မဟုတ်ဆိုတအားစောင့်ရတာကြာမှာဆိုလို့အခုလဲစောင့်နေရတဲ့လူတွေရှိတယ် March လဆန်းလောက်ထဲကပစ္စည်းတွေအခုချိန်ကြီးမရောက်သေးဘူး2လလောက်ရှိပြီဘာလို့လဲဆိုတော့ငလျင်ကြောင့် international recruit တွေနေရပစ္စည်းတွေလှူကြတဲ့အခါမှာကာကိုတွေကအရန်များနေတယ်အဲ့တော့ငလျင်သမားတွေအတွက်ကဲဆယ်ရေးကာကိုတွေကအရေးကြီးတဲ့အတွက်ကြောင့်မမလည်းဒီအိတ်ကလေးလားအဲ့တော့ဒီကဲဆယ်ရေးငလျင်ကဲဆယ်ရေးအတွက်ကိုရောက်နေတဲ့ကာကိုတွေကအရေးကြီးတဲ့အတွက်ကြောင့်မစိုးတို့လိုမျိုးဟလာကုံစီကာကိုတွေကနောက်ဆုတ်ပေးလိုက်ရပါတယ်အဲ့ဒါကြောင့်မလို့ပါနော်โอเคနားလည်ပေးပါပစ္စည်းကမပြောက်ပါဘူးအကြောင်းမျိုးကြောင့်ငလျင်ခံသွားတဲ့အတွက်ကြောင့်ဒီလိုမျိုးတွေမထင်မှတ်ပဲဒီလေးတွေဖြစ်ကုန်တဲ့အတွက်ကြောင့်မစိုးကိုနားလည်ပေးပါမစိုးကအစိုးရကိုလည်းဘာမှလုပ်ပေးလို့မရဘူးဒါအစိုးရရဲ့ procedure တိုင်းသွားတာဖြစ်တဲ့အတွက်ကြောင့်ထွက်လာတဲ့အချိန် custom ကနေသူတို့စစ်စစ်ပြီးထွက်လာတဲ့အချိန်ကိုပဲမစိုးတို့စောင့်ပြီးတော့ဝယ်သူတွေကို delivery လုပ်ပေးလို့ရပါမယ်မစိုးရှိရောက်တာနဲ့တရက်နှစ်ရက်အတွင်းမှာအမြန်ဆုံးကိုရောက်အောင်ပို့ပေးပါမယ်အဲ့တော့နော်အဲ့ဒါလေးရှိမယ်အဲ့တော့ဒါလေးကတော့125 gel ရှိမယ် lotion ရှိမယ်ကိုဘာသုံးနေကြလဲဒါ moisturizer ပါမျက်နှာအသားရည်ထိမ့်သိမ့်တဲ့ moisturizer gel ရှိမယ် lotion ရှိမယ် gel လေးဒီအသားရည် oily ဖြစ်တဲ့သမားတွေသုံးမယ် lotion ဒီအသားရည် dry ဖြစ်တဲ့သူတွေအတွက်သုံးမယ်โอเคအဲ့တော့အခုဒါကတော့3,900ကိုမဆို3,300ခွဲနဲ့ဈေးချပါတယ်ဒါလေးကတော့ buy one get one free ပါတဘူးဝယ်ရင်တဘူးမှာဆိုလက်ဆောင်ပေးပါမယ်250 ml ပါ250 ml ကိုမှာဆို3,600နဲ့ပဲ3,600နဲ့ပဲ buy one get one free နဲ့ပေးပါမယ်အားကြောင့်မလို့ lotion သုံးနေကြသူတွေဆိုရင်တော့ဒီအချိန်မှာဒါဝယ်တာအတန်ဆုံးပါပဲ250 ml နှစ်ဘူးရမယ်ဈေးနှုန်းလေးက3,600ပဲ3,600တဘူးဝယ်ရင်တဘူးဆိုတော့နှစ်ဘူးတွဲဟိုမှာ3,600ပေါ့ဆိုတော့တဘူးကို3,800လောက်ပဲကြာတယ်အရန်တန်တဲ့ site ကြီး jumbo site ကြီးကိုရတာရန်ကုန်မှာ in stock ရှိပါတယ်အဲ့တော့ဒီ lotion ကိုလိမ့်နေကြသူတွေဆိုရင်တော့ဒါလေးကို
ဒီအချိန်မှာဒီ package တွေကို buy one get one နဲ့ပေးနေတဲ့အချိန်လေးကိုရန်မို site ကလေးကိုယူတင်တယ်3,600 3,600လိုရှင်းမှာဒါလိုရှင်းမှာနော်အဲ့ဒါလေးရှိမယ်အဲ့တော့မစိုးရင်ဒီဟာကဘာတွေနဲ့သုံးထားတာလဲ clinic ကထူးခြားချက်ကိုပြောပြမယ် clinic ကထူးခြားချက်ကသူက dermatologist အရေးပြားအထူးကုဆရာဝန်တွေရဲ့စမ်းသပ်ချက်တွေနဲ့အတူထောက်ထားတယ်သူဒီလုံးဝ fragrance free ပါအဲ့တော့ဘန်းနာရင်ချက်ရှိတဲ့သူတွေအနက် cosmetic နာကိုပြင်းပြင်းထန်ထန်ရှူလို့မရတဲ့သူတွေအနက်ပြင်းပြင်းရှူလို့ရှိရင်အသက်ရှူချက်တွေရားတယ်ဆိုတဲ့သူတွေကဒီ clinic ကိုသုံးသင့်တယ် clinic ဒီ fragrance free clinic က fragrance free ဖြစ်တဲ့အတွက်ကြောင့်အနက်ပြင်းပြင်းမခံနိုင်ဘူးဆိုတဲ့သူတွေရှူလို့တယ်လေလိမ့်လို့ရတယ်နောက်တစ်ချက်ကသူ့မှာပါဝင်တဲ့ ingredients ကနေကြာစီတို့သခွားသီးတို့မူရောစပါးတို့နဲ့လောက်ထားတဲ့အတွက်ကြောင့် safe ဖြစ်တယ်မျက်နှာကို chemical အရင်ကြီးဘယ်လိုခေါ်မလဲ acid တွေ chemical တွေအများကြီးမပါဘူးသူကအဓိက ingredients ကနေကြာစီရယ်မူရောစပါးရယ်သခွားသီးရယ်အဲကြောင့်မို့မျက်နှာလေးကိုအေးစေတယ်ဆိုတော့ဒါလေးကိုဒီလေးသုံးနေကြဆိုရင်တော့ဒါလေးသုံးသင့်တယ်နော်3,900ကိုမဆို3,300ခွဲနဲ့125 ml gel ပဲယူ lotion ပဲယူမဆို discount နဲ့ရောင်းပေးတယ်ခုနဘူးကြီးကတော့250 ml 250 ml ဘူးကြီးကတော့ဂျမ်ဘောဆိုင်ကြီးကိုမဆိုဟာတဘူးဝယ်ရင်တဘူး free နဲ့3,600နဲ့ရောင်းပေးတယ်အဲ့တော့လိုချင်တဲ့သူရှိရင်မဆိုလာပြောပေးနော်အဲ့ဒါလေးပြီးသွားပြီအဲ့ဒါလေးပြီးသွားရင်မဆိုးကိုဘာပြောလဲဆိုတော့မျက်နှိုးခိုင်းတဲ့ဂျပန်ကနေပို့ပေးတယ်မဆိုးဂျပန်ကိုပို့ပါတယ်ကာကိုနဲ့ပို့ပေးပါတယ်ဂျပန်ကာကိုရှိပါတယ်ရှင်ဂျပန်ကာကိုရှိပါတယ်မြန်မာပြည်ကနေတဆင့်သွားတာပေါ့နော်အကယ်လို့အမေရိကန်ကနေဂျပန်ကိုပို့ဆိုလဲပို့ပါတယ်ပို့ကလေးထပ်ပေးရပါမယ်တပေါင်ကို$25လောက်တော့ပေးရပါတယ်ရေးတိုက်ပါဆိုတော့ဂျပန်ကနေလည်းမဆိုးမှာတဲ့သူတွေရှိပါတယ်နောက်တစ်ချက်မဆိုးရင်မျက်နှာမှာနေလောင်ကွက်တွေအမဲဆက်တွေတင်းတိတ်တွေဖြစ်နေတယ်အချက်လိုက်ကြီးတွေဖြစ်နေတယ်မဲနေတယ်မျက်နှာအသားကြီးမညီပါဘူးဆိုရင်မျက်နှာအသားကြီးမညီပါဘူးဆိုရင်မဆိုးclinic က dark spot corrector လို့ခေါ်ပါတယ်သူက serum type ပါ serum type ကိုသူက for all skin type သူမှာအသားရည်6သွေးတာတွေအစီပြန်တာတွေ combination တွေမရှိဘူးအားလုံးအတွက်သုံးလို့ရအောင်ထုတ်ထားတယ်ဇေယရေ thank you မောင်လေးမမရမ်းချောနေတယ် okay အဲ့တော့ဒါလေးရှိမယ်ဒါလေးကwhitening brightening serum မျက်နှာမှာအမဲကွက်ကြီးတွေတင်းတိတ်ကြီးတွေနေလောင်ကွက်ကြီးတွေအသားရည်မညီတာကြီးတွေမှဲ့ကြောက်တွေအဲ့လိုမျိုးဖြစ်နေတာတွေကိုဒီက correcting လုပ်ပေးတယ် dark spot corrector လို့ခေါ်တယ်အဲ့တော့နောက်တစ်ခုကဒါလေးက brightening cream ဒါလေးနဲ့တွဲလိမ့်မှဒါလေး तू က effective ဖြစ်ပါတယ်ဒါလေးနဲ့တွဲလိမ့်မှဒါလေး effective ဖြစ်ပါတယ် cream တစ်ခုတည်းလိမ့်တာထက်စာရင် serum နဲ့ cream နဲ့တွဲလိမ့်တဲ့ခါကျတော့ तू ကသူ့ရဲ့လို့ခေါ်မလဲ function ပေါ့သူ့ရဲ့ reaction ကအဲ့လိုမျိုးထိထိရောက်ရောက်သွားတယ်ဆိုတော့ကသူလေးကဘယ်လောက်လဲဆိုရင်$3,59,500ဒါလေးက serum လေးပါ$3,59,500သူဒီဒါကိုလိမ့်လိုက်ခြင်းအပြင်မျက်နှာမှာရှိနေတဲ့ dark spot တွေအသားရည်မညီတာတွေကို40% short ချပလိုက်တယ်သူ့ရဲ့ result ကအဲ့တော့ America မှာ product တစ်ခုကို market ကိုမထုတ်ခင်မှာသူတို့ကအနည်းဆုံး2နှစ်ချီပြီး research လုပ်တယ်အသက်အရွယ်အပိုင်းခြားနဲ့သူတို့ကအဲ့လိုအမျိုးသမီးတွေအုပ်စုလိုက် group တွေခွဲပြီးတော့သူတို့ရဲ့ဒီ product ကို research လုပ်ပြီးတော့မှ survey လုပ်ပြီးတော့မှသူတို့ကတကယ်ကိုတိတိကျကျ percentage ဘယ်လောက်တက်ပါတယ်ပျောက်ကင်းနေဆိုတာမျိုးကို market မှာသူတို့က declare လုပ်ပြီးတော့ရောင်းရတာပါဒါကြောင့်မလို့clinic ဒီဒါကိုလိမ့်လိုက်ခြင်းအပြင်မျက်နှာမှာရှိနေတဲ့အရေးအကြောင်းမညီတာတွေနောက်ပြီးတော့အဲ့လိုအမဲဆက်တွေနေလောင်ကွက်တွေတင်းတိတ်တွေ
မဲ့ကြောက်တွေကို40ရာခိုင်နှုန်း short ချနိုင်ပါတယ်40ရာခိုင်နှုန်းဆိုတော့တဖြည်းဖြည်းနဲ့ bright ဖြစ်ပြီးတော့အသားလေးကမနက်ညလိမ့်ရတာလားဟုတ်တယ်အေးရေမနက်ကောညအောင်လိမ့်ပါမနက်တစ်ချိန်ညတစ်ချိန်ဒါလေးကိုစီရန်နေနဲ့လိမ့်ပါတချို့တွေကANR လိမ့်ကြတယ်ANR ကအဲ့ဒါကိုလုပ်ပေးတာမဟုတ်ဘူး ANR ဒီရိုးရိုးတက်တဲ့အသားရည်ကိုထိမ့်သိမ့်ပေးတာအသားရည်ကိုတင်းရအောင်လုပ်ပေးတယ်ဟလာဒီလိုမျိုး anti aging အတွက်ကိုလုပ်ပေးတာ ANR ရဲ့ function မှာဒီလိုမျိုးဖြူအောင်လို့အမဲဆက်တွေနေလောင်ခွက်တွေတင်းတိတ်တွေဝက်ချန်အမဲဆက်တွေအသားရည်မညီတာတွေကိုညီအောင်လုပ်ပေးတဲ့ function မပါဘူး ANR ကဒါကတော့ dark spot remover လို့ခေါ်တယ် corrector လို့ခေါ်တယ်သူကညနာမှာဝက်ချန်ညစ်လိုက်လို့အမဲဆက်တွေဖြစ်နေတာတွေကုတ်ထားချစ်ထားလို့အမဲဆက်ဖြစ်နေတာတွေ okay ပြပြတစ်ချက်လောက်ခုနဂျမ်ဘိုလေး okay expire date ကလေးသိကျင်တယ်တဲ့သူကလေအသမီဒီဇင်ဘာမှထုတ်ထားတာဆိုတော့အနည်းဆုံး2 years ခံတယ်2 years ဆိုတော့အခု2025 2029လောက်ထိကိုမဆိုတော့နှစ်နှစ်လောက်တော့ကောင်းကောင်းခံပါတယ်2025ဒီဇင်ဘာမှထွက်ထားတဲ့ဒီ package ပါအသစ်ပါအဲ့တော့တောင်းတင်တယ်ဆိုရင်ဝယ်လို့ရပါတယ်3သိန်းနဲ့6တောင်းပါမောက်ဟိုမှာမေးထားတာတွေ့လိုက်တယ် package မှာလာမေးထားတာအမမြင်လိုက်တယ်နော်အဲ့တော့ဒါလေးက3သိန်းနဲ့ယူမလာအီပန်3သိန်း9,9500ဒါလေးလိမ့်မယ်စီရန်တိုက်ပါဒါလေးလိမ့်ပြီးလို့ရှိရင် brightening cream လေးကိုတွဲလိမ့်မယ် brightening cream လေးကိုတွဲလိမ့်မယ်ဒီမှာ brightening cream ရ brightening cream လေးကိုတွဲလိမ့်မယ်ဆိုရင် brightening cream လေးက3သိန်းနဲ့8500အဲ့တော့တွဲရက်ကလေးပါတွဲရက်ကလေးဆိုလို့ရှိရင်9သိန်းနဲ့3,59,500 3သိန်းနဲ့8,000ဝယ်တွဲရက်လေးဆိုရင်9,42,500ဆိုတော့မဆို9သိန်းအတိနဲ့ပဲထားပေးမယ်တွဲရက်ယူမယ်ဆိုရင်4,2500 short ပေးမယ်အတွဲရက်လိုချင်တဲ့သူဆိုရင်9သိန်းနဲ့ဒီလိုမျိုးလေးတွဲရက်ကလေးလိမ့်လို့ရပါတယ်သူကလိမ့်ပြီးတာနဲ့တစ်ပတ်နှစ်ပတ်လောက်ဆိုလို့ရှိရင်တော်တော်ကြီးကိုအသားရည်ကဖြူပြီးတော့ပါလာတယ်သိတာလာတယ်ဆိုတော့သူပြောထားပြီးသားပဲ 40% လောက်ကို short ပြီးတော့ဟိုဟာဖြစ်နိုင်တယ်တဲ့ effective ဖြစ်တယ်လို့ပြောတယ်နော်အဲ့တော့ဒီလိုတွဲရက်ကလေးယူမယ်ဆိုရင်မဆို4,2500 short ပေးမယ်9သိန်းအတိနဲ့ယူမယ်ဟုတ်ပြီ9သိန်းအတိနဲ့ယူမယ်တဲ့ဟုတ်ပြီအေးပန်ရေ thank you ပါလိမ့်ကြည့်ပါနော်အဲ့တော့ဒါလေးလည်းတန်တယ်ဒါလေးလည်းလိုရှင်းလေးလိမ့်ထက်တယ်သူဆိုရင်ဒီချိန်မှာဂျမ်ဘိုဆိုင်ရန်ကုန်မှာအမရှိမှာအမထင်တယ်12ဘူးတော့ရှိမယ်ဒါလေးက3,600 buy one get one မှာတဘူးဝယ်ရင်တဘူးလက်ဆောင်ပေးနေပါတယ်အေးပန်အတွဲရယူမယ်9သိန်းအဲ့တော့နော်တွဲရ9သိန်း thank you ဒါလေးကယူတဲ့နဲ့မဆိုးဆိုရင်တော့ယူမှာ buy one get one ပေးတယ်ဆိုတဲ့အချိန်ကအရန်ကိုတန်တယ်တဘူးဝယ်ရင်တဘူးလက်ဆောင်ကွယ်အမေရိက clinic ကိုရမှာကွယ်ပြီးတော့ပုံမှန်ဆိုင်လည်းမဟုတ်ဘူးကွယ်သိလားပုံမှန်ဆိုင်က125မီလီဒါကြီးကဂျမ်ဘိုဆိုင်ကြီးနှစ်ဆအောင်မှနှစ်ဘူးဆိုတော့500မီလီကိုရတာကွယ်3သိန်းနဲ့6,000နှစ်ခုကပြင်လုံးမှရှိတယ်အဲ့တော့နောက်တစ်ချက် moisturizer ဟုတ်ပြီ clinic သုံးလို့ရှိရင်တော့တူကို clinic သုံးရင် moisturizer ကတော့လူတိုင်းသိတယ်ခုနလိုမျိုးဒီသုံးတတ်တဲ့သူရှိတယ် clinic မှာသုံးတတ်တဲ့ customer 2မျိုး2စားရှိတယ်တချို့ကဒီလိုမျိုး moisturizer search ကို moisturize search ဆိုတဲ့ဒါအမျိုးလေးကိုသုံးတတ်တဲ့သူရှိတယ်ဒါကတော့ကိုယ့်ရဲ့ကြိုက်တာကြိုက်နှစ်သက်မှုပေါ်မှာမူတည်တယ်တချို့ကဒီကြိုက်တယ်တချို့က moisturizer search ကြိုက်တယ်မဆိုရင်ဒီနှစ်ဘူးကဘာလို့အယောင်မတူတာလဲမေကုန်းထုတ်လို့ရတယ်နော်သူများတွေရှင်းပြလားမရှင်းပြလားတော့မဆိုးမသိဘူးမဆိုးကတော့ရှင်းပြမယ်ထုံးစံအတိုင်းမဆိုးက product လည်းရောင်းရင်းနဲ့ knowledge တည်းမဆိုးအမြဲတမ်းပေးပါတယ်အဲ့တော့ဒီနှစ်ဘူးမှာ color မတူဘူးတဘူးက100 ml သူက100 ml သူကနည်းနည်းလေးကျဲတယ် texture လေးကသူကကျဲလေး gel texture
gel texture လေးပါသူ့ရဲ့ texture လေးက gel လေးgel လေးပါအတုံနဲ့ gel လေးပါဒီမှာ gel လေးတုံနဲ့တွေ့လား gel လေးအပလုတ်တုတ်ရဲ့ဒီတို့ပြတာโอเคနော်အဲ့တော့ဒီ gel texture လေးကိုဒီမှာမစိုးအသားဆိုဒီမှာဒီ6နေတယ် lotion မလိမ့်တာဘူးโอเคမစိုးလိမ့်ပြမယ် gel လေးပါအော်ဘလောက်ဆိုသွားလဲကြည့်တယ်ဒီမှာမစိုးရဲ့ original lotion မလိမ့်တဲ့လက်နဲ့ဒီမှာ lotion လိမ့်လိုက်တဲ့လက်နဲ့မျက်နှာအသားရည်ကိုဒါကိုလိမ့်ပြီးပြီဆိုရင်မျက်နှာပေါ်မှာ100 hour ရေဓာတ်ကိုထိန်းထားပေးတယ်100 hour သူကအခါရဲ moisturizer ကို soak လုပ်လိုက်တာအခါရဲเนาะအဲ့တော့ဒါလေးကဘယ်လိုလူမျိုးသုံးလဲဆိုရင်မျက်နှာကို oily ဖြစ်တဲ့သူ combination ဖြစ်တဲ့သူတွေသုံးလို့ရတယ်100 hour သုံးပါဟုတ်ပြီမစိုးရင်တမီးတို့က moisturizer လဲသုံးချင်ပါတယ်ဒါပေမဲ့အသားရည်ကလည်း dry ထဲမှာပါပါတယ်ဆိုရင်ဟုတ်တယ်အမတစုံယူမယ်9သိန်း okay confirm ရတယ်အမဖယ်ပြီးပြီအေးပန်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကဒီဟာဒါလေးက82နာရီထိမ့်ပေးတယ်သူကတော့အသားရည်6သွင်းတဲ့သူတွေကိုလိမ့်ရတာဖြစ်တဲ့အတွက်ကြောင့်သူကတော့အတုံတော့မဖြစ်ဘူးသူကတော့ဒီမှာသူကအတုံမဖြစ်ဘူးသူကတော့ cream type ပါသူကတော့ဒီမှာဒီလို cream type ကလေးဒါပေမဲ့ cream type ပဲမဲ့သူကအရန်ကြီးပြစ်သိပ်ပြီးတော့အားကြီးဘယ်လိုခေါ်မလဲကစီဖြစ်တဲ့ cream type မျိုးမဟုတ်ဘူး light texture cream type ကလေးပါဒီမှာမစိုးလိမ့်ပြပါမယ်ဒီဘက်လက်ကိုလိမ့်ပြမယ်နည်းနည်းလေးတော့ तू က gel လောက်တော့မတွက်ဘူးဘာလို့ဆိုတော့အသားရည်6သွဲတဲ့သူတွေအတွက်ကိုသေချာစိတ်ဝင်အောင်လိမ့်ရတဲ့အတွက်ကြောင့်ဒီမှာနော် result တွေကသိတာတယ်အဲ့တော့ moisturizer လိမ့်ပါ moisturizer မလိမ့်ရင် moisturizer မလိမ့်တဲ့မိန်းမတွေရဲ့အသားရည်ဟာအိုရာမြန်ပါတယ်အိုစားတာမြန်ပါတယ်နော်လူဆိုတာရေခန္ဓာကိုယ်အတွက်ရေတောက်ရတယ်လို့မျိုးမျက်နှာအတွက်လည်းနော်မျက်နှာအတွက်လည်းရေဓာတ်ကိုဖြည့်ပေးရပါတယ်ရေဓာတ်ဆိုတာခန္ဓာကိုယ် body အတွက်လည်းလိုတယ်လို့မျိုးဒီလိုမျိုးမျက်နှာအတွက်လည်းရေဓာတ်လိုပါတယ်မဆိုးတော့ဆိုရင်မျက်နှာကိုပေါင်းတင်တယ်ဟလာ mask တွေကတ်တယ် moisturizer တွေလိမ့်တယ် serum တွေလိမ့်တယ်အဲ့တော့မဆိုးသားရညိုလေးနဲ့ဆိုးလေးဖြစ်နေတယ်ဆိုတော့ကအဲ့တော့ကိုယ့်ရဲ့ skin type ပေါ်မှာမူတည်ပြီးတော့100 hour ခံတဲ့ gel type ကိုလိမ့်မလား82နာရီခံတဲ့ cream type ကိုလိမ့်မလားဒါကိုစဉ်းစားနော်ဈေးနှုန်းလေးကတော့2,900ခွဲပါ2,900ခွဲ moisturizer တပူကို2,900ခွဲနန္ဒာဘာကိုကြောင်းပြန်မှာလဲပစ္စည်းရောက်တယ်2,900ခွဲနန္ဒာရေအမခုနရှင်းပြသွားပါတယ် international ဘယ်လိုခေါ်မလဲ recruit အတွက်ကိုကာကိုတွေရောက်နေတဲ့အတွက်ကြောင့်အမားတို့ရဲ့စီးပွားရေးလုပ်နေတဲ့ commercial ကာကိုတွေကနောက်ဆုတ်ပေးထားရပါတယ်အဲ့တော့အမားတို့ထုတ်လို့မရသေးပါဘူးအမဘလို့မှလည်းလုပ်ပေးလို့မရပါဘူး customer တွေကိုအမဒီတိုင်းပဲတောင်းပန်နေရပါတယ်အဲ့တော့ပစ္စည်းမရောက်တဲ့တော့မှတူကိုတော့ကိုပစ္စည်းလေးတော့လိုချင်ကြတာပဲနားလဲပါတယ်ဒါပေမဲ့အမလည်းဘလို့မှလုပ်ပေးလို့မရပါဘူးငလျင်အတွက်ကပိုရေးကြီးနေပါတယ်အဲ့တော့အမတို့စီးပွားရေး commercial ကာကိုတွေနောက်ဆုတ်ပေးထားရပါတယ်ရှင်ထွက်ပါမယ်ဒါပေမဲ့နည်းနည်းလေးတော့နောက်ကျပါမယ်ထပ်ပြီးတော့ဘယ်တော့ရမလဲလဲအမအောင်မမေးပါနဲ့အမဘယ်တော့ရမလဲဆိုတော့လေအမမဖြေနိုင်ပါဘူးဘာလို့ဆိုတော့အမတို့လုံနိုင်တဲ့ဘောင်တွေကမဟုတ်ပါဘူးဒါကအစိုးရရဲ့လုံဆောင်ချက်အောက်မှာအမတို့သွားနေရတာဖြစ်တဲ့အတွက်ကြောင့်အမတို့ဘာမှတိတိကျကျပြောလို့မရပါဘူးဟုတ်ပြီအဲ့တော့ဒါလေးက moisturizer လေးကိုအမပြောပြီးပြီ2,900ခွဲနော်2,900ခွဲဒါ moisturizer မှာ2မျိုးရှိတယ်ကိုယ့်ရဲ့အသားရည်ပေါ်မှာမူတည်ပြီးတော့ကြိုက်တာကိုလေ fragrance free ပါသူဒီလုံးဝအနံ့မရှိဘူး fragrance free ပြီးတော့ဟုတ်ပြီဝက်ချန်အမဲဆက်စားဝက်ချန်တွေထွက်နေလို့ပြောမယ်တီဟာထွန်းဘယ်တီဟာထွန်းလဲအဲ့ဒါအာတီလားမသိဘူးအာတီများလားလို့ဟိုပါလေဝက်ချန်အတွက်ကဒီမှာလာမယ်ဝက်ချန်ကိုမစိုးကဝက်ချန်အတွက်ကရိုးရိုး cleansing လုပ်လို့မရဘူးဒီမှာ acne
acne solution form ဆိုတာရှိပါတယ်သူကမျက်နှာကို form နဲ့တက်ရပါတယ်မျက်နှာမှာရှိနေတဲ့ဝက်ချံကိုထွက်စေတဲ့ဝက်ချံထွက်တယ်ဆိုတာအစီအရန်ထွက်လို့အစီအရန်များတဲ့ skin type မို့လို့ဝက်ချံတွေကအစီတွေအသားရည်ရဲ့အရေပြားရဲ့အလွှာအောက်ထဲမှာအစီဘူးတွေဖြစ်ပြီးအစီတွေကကန်ထွက်ပြီးတော့ဖြစ်လာတာအဲ့ဒါကြောင့်မလို့ဒါကိုအမားတို့ကဝက်ချံသမားတွေအတွက်ကခုနပြောသွားတဲ့ဝက်ချံအမဲဆက်စားဝက်ချံတွေအတွက်ကလိမ့်ရမယ်တစ်ခုချင်းရှင်းမယ်ဒါကမျက်နှာဝက်ချံထွက်လို့ရှိရင်ဒီမျက်နှာတစ်ဆက်ပြနဲ့လိမ့်ပါတစ်ပါ3,000 ခွဲ3,000 ခွဲဟုတ်ပြီမျက်နှာတစ်ပြီးလို့ရှိရင်ဘာလိမ့်မလဲဆိုရင်လိုရှင်းလိမ့်မယ်လိုရှင်းအမားတို့ဒုတိယ step နော်ဒါတိုနာလို့ခေါ်မယ်ဒါပေမဲ့ဒီနေရာမှာ तू ကတိုနာနေရာမှာ तू ကဆေးလိုရှင်းဝက်ချံအတွက်ကို medicated လုပ်ထားတဲ့ဆေးလိုရှင်းနော်ဆေးလိုရှင်းမှာမျက်နှာလေးတက်မယ်ပြီးရင်ဒီမှာဆေးလိုရှင်းတိုနာလေးလိမ့်မယ်မဟုတ်ဘူးတဲ့တီဟာထုံးနဲ့အေးပါဟုတ်ပါပြီနာမည်တူနေလို့အစိုးရအားတရားလဲတီဟာထုံးမို့လို့ပါမောင်လေးရေအခုအမမင်းကိုရှင်းပြနေပြီနားထောင်ပေးပါတစ်ချက်လောက်မျက်နှာအစီပြန်တဲ့သူတွေအတွက်ဆိုရင်ဒီမှာမျက်နှာအစီဝက်ချံအတွက်ကိုတီးတန့်ထုတ်ထားတဲ့မျက်နှာသစ်ဆက်ပြဟုတ်ပြီနော်3,000 ခွဲဈေးရောက်နေတယ်လို့မခိုင်အောင်ပြီးတော့ဒါလေးကလိုရှင်းလေးကိုဆေးလိုရှင်းလေးကိုဒီလိုလေးလှုပ်ပြီးတော့လိမ့်မယ်နော်ပြီးလို့ရှိရင်မျက်နှာမှာစောဝက်ချံတွေထွက်တယ်ဆိုရင်ဒီမှာတပတ်ကိုတရက်ချားတစ်ခါ scrap လေးတိုက်ပေးပါသူကနှစ် size ရှိတယ်85 မီလီယာ 6,000 ခွဲပါ100 မီလီယာ 1,200 ခွဲပါအဲ့တော့ဒါလေးနဲ့တပတ်ကို3 ချိန်လောက်မျက်နှာသစ်စပ်ပြလေးနဲ့တိုက်ပေးပါစားဝက်ချံလေးတွေပါလာမယ်စားဝက်ချံလေးတွေ smooth ဖြစ်ပြီးတော့သူ့ဟာသူအလိုလျောက်ထွက်သွားမယ်ဆိုတော့ဝက်ချံသမားတွေဒီက number 1မျက်နှာသစ်မယ် number 2လိုရှိလိမ့်မယ်ပြီးရင်တပတ်ကို3 ချိန်တရက်ချားတစ်ခါ scrap တိုက်မယ်ဘူးသေးရ85 မီလီယာ 6,500 100 မီလီယာ 1,200 ခွဲဟုတ်ပြီအမရင်အဲ့ဒါလုပ်ပြီးရင်ကျွန်တော်တို့ဘာလိမ့်ရမလဲဆိုရင်ယောက်ျားလေးတွေအတွက်ကတော့မဆိုးပါတီးတန့်ယောက်ျားလေး package ရှိပါတယ်သူဒီမှာ after shave care moisturizer ရယ်ပြီးတော့မျက်နှာသစ်ဆက်ပြရယ်ဒါမျိုးလေးတွဲရက်ကလေးလိမ့်ချင်လဲလိမ့်ဒါကတော့ normal မျက်နှာဝက်ချံထွက်တဲ့သူမဟုတ်ဘူးယောက်ျားလေးအတွက်ဆိုရင်ယောက်ျားလေးဆက်ရှိတယ်ဟုတ်ပြီအဲ့တော့အမတော့ဘာကိုညွှန်ညင်လဲဆိုဖေဖေခဏလောက်ခုန gel ဒီအဲ့တော့မျက်နှာဝက်ချံသမားတွေကမျက်နှာတစ်မဟုတ်ဘူးဒီလေးအဝါရောင်လေးတွေဝက်ချံသမားတွေကမျက်နှာတစ်မဲ့ဝက်ချံအတွက်မျက်နှာတီးတန့်ထုတ်ထားတဲ့မျက်နှာတစ် form နဲ့တစ်မဲ့ပြီးရင်ဒီမှာ lotion တိုနာလေးလိမ့်မယ်လိမ့်ပြီးလို့ရှိရင်တပတ်ချားတစ်ခါဒီမှာဒါမျိုးလေးစခရတ်နဲ့တစ်မယ်ဒါကမျက်နှာဒါအတွက်ပါမှာတင်းတိတ်ထွက်တာဘာလိမ့်ရမလဲတဲ့ခုနပြောပြီးပြီတွေ့ရပြီးတော့မျက်နှာအစီထွက်တဲ့သူဖြစ်တဲ့တောင်မဆိုးက gel ကို recommend ပေးပါတယ် gel လေးလိမ့်မယ်ပြီးရင်ဒီမှာ gel လေးလိမ့်မယ် gel လေးကဒီလိမ့်ရရတယ်ဒီမလိမ့်ကြည့်ဦးမဆိုးရေဒီလိုမျိုး cream type ကလေးပဲလိမ့်နေတယ်ဆိုလဲရတယ်ကြိုက်ကလိမ့်ဒါယောက်ျားလေးအတွက်ကဒါတီဟာထိုးရေဒါလိမ့်ရမယ်မင်းကယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေဝက်ချံအတွက်စိတ်ညစ်နေရတဲ့သူတွေဆိုရင်မျက်နှာသစ်ဆက်ပြ medicated lotion toner ပြီးရင်စားဝက်ချံအတွက်ကတပတ်ကို3 ချိန်တရက်ချားတစ်ခါမျက်နှာသစ်မဲ့ပြီးရင်ဒီနှစ်ခုတွေကကြိုက်တဲ့ moisturizer ကိုလိမ့်ဒီပဲလိမ့်မလားဒီဘက်က100 hour search ကိုပဲလိမ့်မလားကြိုက်တာလိမ့် okay နော်အဲ့တော့ဈေးနှုန်းလေးတွေပြောပြီးပြီ 3,000 ခွဲ 3,000 ခွဲဟုတ်ပြီပြီးရင်ဒါလေးကအသေးလေးက85 မီလီ 6,000 ခွဲ 100 မီလီ 1,200 ခွဲဒါလေးက3,000နဲ့3,000 ခွဲပါအရင်တော့3,900ကို125 မီလီကိုမှဆိုအခုဈေးချတယ်3,000 ခွဲဒါလေးကဘယ်ရောက်ပါလဲငါဘူးဟောဒီမှာ
ဒါလေးက3,800ဝဲပါ moisturizer search လေးပါ3,800ဝဲပါသူက 100% fragrance free ပါ allergy မဖြစ်အောင်လုပ်ထားတယ် allergy free allergy test လုပ်ထားပြီးသားเนาะဟုတ်ပြီဒါအခုပြောပြီးပြီပြီးရင်ခုနမျက်နှာတင်းတိတ်တွေဖြစ်နေတယ်အမဲဆက်တွေဖြစ်နေတယ်ဆိုရင်မစိုးပြထားတယ်ဒီမှာနှစ်ခုတွဲကို9သိန်းနှစ်ခုတွဲဝယ်မယ်ဆိုရင်9သိန်းမနဲ့နဲ့ညလိမ့်ရတဲ့ dark spot corrector serum ဒါလေးက brightening whitening cream serum နဲ့ cream ကိုမနဲ့နဲ့ညမနဲ့နဲ့ညတွဲလိုက်မယ်ဆိုရင်သူကညနာမှာရှိနေတဲ့အမဲဆက်တွေတင်းတိတ်တွေနေလောင်ကွက်တွေအသားရည်မညီတာတွေကို40ရာခိုင်နှုန်း short ချပေးနိုင်တယ် okay တစ်ပတ်နှစ်ပတ်အတွင်းမှာ result ကသိတာမယ် okay เนาะဒါတွဲရက်ကလေး9သိန်းအဲ့တော့တွဲရက်လိမ့်မှာပဲ effect ဖြစ်ပါမယ် serum နဲ့ brightening cream တို့လိုတွဲလိမ့်ရပါမယ် serum ကြီးပဲလိမ့်တာဆိုရင်ကြာမယ် effect ကဒီလိုမျိုးလေးတွဲလိမ့်လိုက်မှာ तू ကမြန်မြန် reaction လုပ်ပြီးတော့မျက်နှာကိုတခါတည်းဟိုဖြစ်စေတာ result ကိုရစေတာနောက်တစ်ခုမဆိုရင်လူတွေကိုစပြီးတော့အိုစေတာဘယ်နေရာလဲဆိုရင်မျက်လုံးကနေစပြီးတော့မျက်လုံးအောက်မှာအရေးအကြောင်းတွေဖြစ်လာတယ်မျက်လုံးရေပြားတွေ dry ဖြစ်လာတယ်မျက်လုံးဘယ်လိုခေါ်မလဲမျက်ကွင်းတွေညိုလာတယ်စီတူထို origin ပြပေးမှာလား origin ဘာလို့ခြင်းလဲ origin ကပြီးရင်ပြမယ်အခု clinic လေးပြီးရင် origin ပြမယ်အဲ့ဒါစီကဘာသုံးနေတာလဲမသိဘူးအမဟိုတစ်ခေါက်ကစီကိုလက်ဆောင်ပေးလိုက်တယ်အဲ့ဒါကိုကြိုက်တာလားမသိဘူးဘာလို့ခြင်းလဲမောင်တစ်ချက် chat box မှာလာပြောပေးနော်အသားရည်6တယ်တဲ့ချွေးပေါက်ကျဲတယ်တဲ့အသားရည်6တယ်ဆို dry skin အတွက်ကတိုနာကဒါလိမ့်မယ်အသားရည်အရန်6တယ်ချွေးပေါက်ကျဲတယ်ဆိုရင် number 1ကိုလိမ့်မယ်ညနေသစ်စပြကညနေသစ်စပြဒါကိုသိမယ်ဒါကိုတွဲလိမ့်မယ်ဒါမျက်နှာသစ်ဆက်ပြ gel type ပါ gel type ကလေးပါနော်လုံးဝ baby mile သိရမလား Johnson baby ကလေးလေးတွေတက်တဲ့မျက်နှာသစ်ဆက်ပြလိုမျိုး texture လေးအီလေးနဲ့နူးနူးညံ့ညံ့လေးဒါလေးရှိမယ်ဒါလေးက3,300ပါဒါလေးက3,300ပါဒါလေးလည်း3,300ပါပဲ200 ml 3,300နော်အဲ့ဒါမျက်နှာအရန်အသားရည်6သွေးတဲ့သူတွေအတွက် number 1လိမ့်မယ်ဘယ်အကောင့်ဆက်သွယ်ရမလဲတဲ့မားစောအခုပြောနေတဲ့ရွှေတက်ကိုလည်းဆက်သွယ်လို့ရပါတယ်တီဟာထွန်းရေဒါမှမဟုတ်အောက်မှာပင်ထောက်ထားတာမဆိုးရဲ့ရွှေတက် USA store ဆိုတဲ့မှာလဲသွားပြီးတော့ admin တွေမှာမေးပြီးတော့ဝယ်လို့ရပါတယ် admin တွေရောင်းတယ်ဆိုပေမဲ့မဆိုးကမကြဝင်ပြီးတော့admin တွေရောင်းတာနဲ့ customer ကိုလိုချင်တာနဲ့ဖြေထားတာနဲ့ကအဆင်ပြေရလားဆိုတာမဆိုးအများနဲ့ကြည့်ပါတယ် admin တွေယူပဲမဆိုးလွှဲထားတာမဟုတ်ပါဘူးဒါကြောင့်မလို့မဆိုးစီမှာပဲဝယ် page admin စီမှာပဲသွားပြီးဝယ်အမဒီအများနဲ့ manage လုပ်ပြီး supervise နဲ့ကြီးကြပ်ပြီးတော့ရောင်းပေးနေပါတယ်တချို့ကမဆိုးရှိမှာပဲရွှေတက်မှာပဲလာဝယ်မယ်ဟို page မှာသွားမဝယ်ဘူးဘာလို့ဆို page ကမဆိုးကင်တာမဟုတ်ဘူးလို့ထင်မှာစိုးလို့ပါနော်အဲ့တော့ဒါလေးကိုမဆိုးက3,300နဲ့ရောင်းမယ်3,300မှာ200 ml ညနေသစ်စပြအိပန်ရေးယူမယ်နော် number 1 toner အသား6တာအတွက်ယူမယ်ဟုတ်ပြီ number 1 toner ယူမယ်အိပန်3,300တွဲရက်ကလေးပါ2,600ဟုတ်ပြီဒါမျက်နှာအသားရည်အရန်6တဲ့သူတွေ very very dry very very dry သမားတွေအတွက်ပါနောက်ပြီးတော့ခုနမဆိုးပြောသွားတယ်မျက်နှာ moisturizer မှာ cream လဲလိမ့်လို့ရတာမဟုတ်ဘူး lotion လဲလိမ့်လို့ရတယ်တချို့တွေကဒီမှာ no ရေဒီမှာဆိုတော့ဒါ no ရေလို့ခေါ်မလားမသိဘူးเนาะဒါလေးကို no ရေလို့ခေါ်မယ်နဲ့တူတယ် no ရေကြီးလေး shake လုပ်ပါမသုံးခင်မှာ shake လုပ်ပါသူကအတူတူပဲဒါနဲ့အတူတူပဲမရောက်ပါနဲ့ခုနကဘူးဒါနဲ့အတူတူပဲသူက cream သူက lotion
ကြိုက်တာလိမ့်လို့ရတယ်တချို့ကခရီမလိမ့်ချင်ဘူးဆိုလိုရှင်းလိမ့်လို့ရတယ်လိုရှင်းရဒီမှာအရေးလေးကတုံတုံလေးဒီမှာလိုရှင်းလေးအေးနေတာပဲလိမ့်လိုက်တာနဲ့ညနာလေးကိုအေးပြီးတော့တခါတည်းတနေ့ကုန်ခံတာโอเคနော်ဒါလိုရှင်းလေးပါလိုရှင်းလေးပါဒီလိုရှင်းလေးကဘယ်ဈေးလဲဆိုရင်2 သိန်းခွဲ2 သိန်းခွဲပါဒီလိုရှင်းလေးကတော့2 သိန်းခွဲပါသူက200 million 2 သိန်းခွဲနော်2 သိန်းခွဲအဲ့တော့မဆိုးဆိုရင်တော့လိုရှင်းကြိုက်တယ်မဆိုးကအသားရည် gel တိုက်တို့လိုရှင်းတို့မဆိုးကပိုလိမ့်တယ် moisturizer ဆိုရင်မဆိုးက cream တိုက်မလိမ့်တတ်ဘူး cream ကိုညဘက်တစ်ချိန်ပဲလိမ့်တယ်အဲ့ဒါတော့မဆိုးကanti aging cream ကိုညဘက်အိတ်တဲ့အခါမှာတော့ cream လိမ့်ပြီးအိတ်တယ်နေရင်းနဲ့လည်းအလုပ်သွားတယ်အဲ့လိုနေပူတဲတွေပါကြီးသွားတယ်ဆိုရင် cream လိမ့်ရင်မဆိုးမျက်နှာကြီးကပို့ပြီးတော့အစီပြန်ထွက်လာလို့မဆိုးက combination ကိုမဆိုးက dry လည်းမဟုတ်ဘူးဟို white လည်းမဟုတ်ဘူးမဆိုးကတချို့နေရာတွေကမျက်နှာကွက်ပြီးတော့အစီပြန်တယ်နှာခေါင်းတို့တီစုံပေါ့နှာဖူးတို့မဲစီတို့နှာခမ်းတို့အဲ့ဒါတွေကအစီပြန်တတ်တယ်ဆိုတော့မဆိုးက combination ထဲမှာပါတဲ့အတွက်ကြောင့်မဆိုးဒီ moisturizer လိမ့်ရင် gel ဖြစ်စေ lotion ဖြစ်စေဒါကိုပဲလိမ့်တယ်ဆိုတော့ဒါလေးကတော့တန်တယ်200 ml ကို lotion လေးကိုမှ2 သိန်းခွဲပဲရှိပါတယ်2 သိန်းခွဲเนาะဒါလေးယူလို့ရတယ်ဟုတ်ပြီအဲ့ဒါပြီးရင်မစိုးရင်ညက်တောင်မွေးတွေကျွတ်တယ်အမလေးလာတာပါတာကောင်မတွေလေနော်ညက်တောင်တွေသွားဆက်ညက်တောင်တွေဆက်ပြီးညက်တောင်တွေကျွတ်သိလားညက်တောင်တွေတဘာဝကိုဘာမှမလွန်ဆန်နဲ့လှအိုးတွေကွဲပြီးတော့ညက်တောင်တွေကတူကိုကိုလေးညက်တောင်စိုက်ထားပြီးတော့ညက်တောင်စိုက်ပြီးတော့လောက်ထားတာမျက်နှာတစ်တိုင်းတစ်တိုင်းနည်းနည်းတော့ကျွတ်တာပဲလေဟုတ်တယ်မလားတစ်လခွဲ2 လနေပြန်စိုက်ရတာပဲဆိုတဲ့အတွက်ကြောင့်အဲ့ဒီကျွတ်ချင်းအပြည့် तू ကတတ်ထားတဲ့မျက်တောင်တူလဲကျွတ်တယ်လို့ကိုယ့်ရဲ့ original မွေးရပါမျက်တောင်တွေလည်းပါသွားတယ်အဲ့တော့မျက်တောင်တူတတ်တဲ့သူတွေကြာလာလို့ရှိရင်မျက်တောင်တွေပါလာတယ်အဲ့တော့ဒါလေးကမျက်တောင်တွေကိုပြန်ပြီးတော့ပြန်ရှည်ပြီးတော့ပြန်ပေါက်စေတဲ့ serum လေးဒါလေးကနော်ဒါ eyelash serum လို့ခေါ်ပါတယ်amplifying serum နဲ့ lash ကိုသူကဈေးနှုန်းလေးက3,600ခွဲသူကဒီမှာလက်သေးနီလိုပဲဒီမှာစောက်တန်လေးနဲ့အဲ့လိုလေးအပေါ်လေးမှာမျက်တောင်လေးရဲ့အပေါ်လေးမှာ eyeliner ဆွဲသလိုလေးဆွဲရတာပါနော် eyeliner ဆွဲသလိုလေးဆွဲရတာပါအဲ့တော့ဒါလေးဒီမျက်တောင်ဝေးကျွတ်ပြီးတော့လှအောင်ခွဲမတွေ thank you ပါတော့ပြရေအဲ့တော့မျက်တောင်ဝေးကျွတ်နေတဲ့မိန်းမတွေအမျိုးသမီးတွေမျက်တောင်ဝေးကို serum type နဲ့ပြန်ပြီးတော့ဖြည့်ပြီးတော့အားဖြည့်ပြီးတော့မျက်တောင်ကိုပြန်ပြီးတော့6 ပတ်နေမျက်တောင်တွေက original ပြန်ပေါက်လာတယ်6 ပတ်တော့စောက်ရမယ်စိတ်ရှည်လက်ရှည်နဲ့ညာတိုင်းအိတ်ခန်ဒီတိုင်းကို eyeliner ဆွဲသလိုမျိုးမျက်တောင်လေးကိုဆွဲပေးပါဒီလိုမျိုးလေးနော်အဲ့တော့ရှင်တို့တွေမျက်တောင်ဝေးဆက်ထားလို့ကျွတ်ကုန်တဲ့အမေမွေးထားတဲ့မိမွေးတိုင်းဖမွေးတိုင်း original မျက်တောင်မွေးတွေပြန်ပေါက်လာမယ်3,600ခွဲဒါလေးကမစိုးလာပြောလို့မစိုးရင်တောင်နေကျွတ်တယ်မျက်တောင်စီရန်ရှိလားမျက်တောင်စီရန်ရှိလားရှိတယ်ဒီမှာ clinic ကထုတ်တဲ့မျက်တောင်စီရန်ဟုတ်ပြီအဲ့ဒါပြီးရင်ခုနမစိုးပြောတဲ့ eye မျက်နှာတစ်ခုလုံးကိုပဲ moisturizer လုပ်လို့မရဘူး eye ကိုတီးတက်လုပ်ရမယ် eye ကိုတီးတက်လုပ်ဖို့အတွက်ကမျက်လုံးကအရေးကြီးတယ်မျက်လုံးကအရေးကြီးတယ်ဒီမှာကြည့်အထဲမှာအစီလေးတွေ့လားသူကဘာလဲပါလဲဆိုတော့သူတခုတည်းကိုပဲလိမ့်လို့ရတယ်မျက်လုံးအောက်ကိုဒါမှမဟုတ်ရင်လေမိတ်ကပ်အောက်မှာလဲဒါလေးကိုခံပြီးတော့မှအပေါ်ကနေ foundation လိမ့်လို့ရတယ်နောက်တစ်ချက်ကသူ့ကိုမျက်လုံးအောက်မှာလိမ့်ပြီးတော့3 မိနစ်ထားရင် eye mask အနေနဲ့သုံးလို့ရတယ်အဲ့တော့ဒါလေးကဘလို့ texture လေးလဲပြမယ်ဒီမှာကျဲလေး gel type လေးပါအဲ့ဒါလေးကိုမဆိုးလို့မျက်လုံးအောက်ကလေးကိုလိမ့်မယ်မနေ့တစ်ချိန်ညတစ်ချိန်လိမ့်မယ်မျက်လုံးရဲ့အောက်မှာရှိတဲ့အရေးကြောင်းတွေကိုမဆိုးလို့တွေပါဝအောင်လုပ်မယ်ရေတက်ဖြည့်ပေးမယ်မျက်လုံးအောက်မှာရှိနေတဲ့အရေးကြောင်းတွေ
အတွက်ကို moisturizer ရေဓာတ်လိုတယ်ဘာလို့ရေဓာတ်စဉ်းစားကြည့်ကွာမစိုးလို့မျက်လုံးထဲမှာပတ်ကြားရိအပ်တယ်မလားလဲခွေးနေရအရန်ပူလို့ရှိရင်ပတ်ကြားအပ်တယ်အဲ့လိုပဲမျက်လုံးမှာလည်းမစိုးလို့တွန့်နေပတ်ကြားအပ်တယ်လို့ဖြစ်လာတာဟာရှင်းလေးမျက်လုံးအောက်မှာအမားတို့ရေဓာတ်လိုနေပြီ pH ဓာတ်ကလိုနေပြီအဲ့တော့ခန္ဓာကိုယ်ရဲ့ body ကိုလည်းရေများတောက်မယ်မျက်နှာကိုလည်း moisturizer လိမ့်တယ်လို့မျိုးမျက်လုံးအောက်ကိုလည်းတေးချာ eye search လေးနဲ့လိမ့်ပေးပါ eye search လေးနဲ့လိမ့်ပေးပါနော် eye search လေးနဲ့လိမ့်ပေးပါမဆိုဒါလေးကိုအရင်တုန်းက3,600နဲ့ရောင်းခဲ့ပါတယ်အခုမဆို3,200ခွဲနဲ့ရောင်းပေးမယ်3,200ခွဲနော်အရင်တော့က3,600နဲ့ရောင်းတယ်အခု3,200ခွဲနဲ့မဆို3,000ခွဲရှော့ပြီးရောင်းပေးမယ်ရန်ကုန်မှာ in stock ရှိပါတယ်ရန်ကုန် in stock လေးပါအဲ့တော့ဒါလေးကိုမျက်လုံးအတွက်ကိုလိုအပ်ပါတယ်လူတွေကမျက်လုံးကိုမလုံးထင်မနေပါနဲ့မျက်လုံးကလိုပါတယ်မဆိုရင်လေဘာဖြစ်နေလဲအခုမျက်လုံးဆရာဝန်နဲ့ပြနေရတယ်မဆိုကြတော့ तू ကအပြေရဖြစ်တာမဟုတ်မဆိုကမျက်လုံးအောက်မှာဖြစ်နေတာမဆိုရဲ့ဒီမျက်လုံးဒီအောက်မှာရှိတယ်မျက်ရည်ထွက်တဲ့ gland တွေရှိတယ်အမားတို့လူတွေမှာငိုလို့ရှိရင်မျက်ရည်ထွက်ရတဲ့ gland ရှိတယ်မဆိုဒီအဲ့မျက်ရည်ထွက်တဲ့ gland ပါလာပြီမရှိတော့ဘူး gland တွေ abnormal ဖြစ်နေပြီအဲ့တော့မဆိုးကမျက်ရည်မထွက်တဲ့အတွက်ကြောင့်မျက်ရည်ပုတ်ခတ်လုပ်လဲမဆိုးမျက်လုံးကခြောက်နေတယ် dry eye ဖြစ်နေတာသူကတော့အပြင်ကဖြစ်တာမဟုတ်မဆိုးကမျက်လုံးရဲ့အတွင်းထဲမှာဖြစ်နေတာယောဂဟိုမျက်ရည်ထုတ်တဲ့ glands နဲလာတာပေါ့အဲ့တော့မဆိုးကအခု eye specialist ကိုဒီ dry eye ကိုပဲတီးတန့်ကင်တဲ့ dry eye specialist နဲ့ကိုပြနေရတယ်ညဆိုလို့ရှိရင်ရင်နှွေးအိတ်ကပ်ပြီးအိတ်ရတယ်သူပေးတဲ့ eye drop ကိုချရတယ်မဆိုးပါဆိုတော့ပြောချင်တာဘလို့ပဲမျက်လုံးအပြင်ကိုပဲလှုပ်လို့မရအောင်ဘာလို့ကျတော့အတွင်းမှာဖြစ်နေတာအတွင်းကျတော့မဆိုးကဆရာဝန်နဲ့ကိုကူရတာသိလား skin care လိုက်လို့မရတော့ဘူးကိုကအတွင်းထဲမှာရှိနေတယ်မမြင်ရဘူးလေတို့တကယ်ကို test တွေလုပ်ပြီးတော့ exam တွေမျက်လုံးကိုစမ်းသပ်စစ်ဆေးပြီးတော့မှဟုတ်ပါတယ်ဒီမျက်လုံးအောက်မှာရှိတဲ့တို့ microscope နဲ့ကြည့်တဲ့အခါမှာမြင်ရတဲ့မျက်ရည်ထွက်တဲ့ gland တွေကမဆိုးမှနဲလာတာ maybe ငါလည်းအချစ်တွေကြောင့်ငိုရင်းနဲ့မျက်ရည်တွေခမ်းသွားလားမသိဘူးငါ့ကိုအသေးတွေခွဲခဲ့ကြလို့ဖြစ်မယ်ချစ်တွေကဟုတ်လားနဲ့ယောက်ျားငါအဲ့လိုကြည်တဲ့ဟုတ်တယ်ကြီးစားတောင်းနဲ့ခွဲတိုင်းတို့တွေကကိုယ်အသေးတွေခွဲခဲ့တော့ကိုကအသေးတွေခွဲပြီးတော့ငိုရင်းနဲ့ကျမမှငိုစရာမျက်ရည်မရှိတော့ဘူးမျက်ရည်ထွက်တဲ့ gland တွေတောင်မှပဲမရှိတော့ဘူးသမီးဆိုကအဲ့လိုဖြစ်သွားတာကျမချစ်တတ်တယ်အရင်ချစ်တတ်တာโอเคနော်အဲ့တော့ဒါလေးကိုမစိုးက3,200ဝန်းနဲ့ရောင်းပေးမယ်ရန်ကုန်မှာ in stock ရှိတယ်လိမ့်ကြည့်ပါတကယ်ကိုကောင်းတဲ့ eye moisturizer လေးပါတကယ်ကောင်းပါတယ်အဲ့ဒါလေးရှိမယ်ပြီးရင်မဆိုရင် moisturizer လေးကိုလိမ့်နေတယ်ဒါပေမဲ့ဟိုတင်းဘာလဲ sun cream နဲ့နှမျိုးမလိမ့်ကြည့်ဘူး2 in 1ပဲလိမ့်ကျင်တယ်ဆိုလိမ့်လို့ရတယ်ဒီမှာ2 in 1လိမ့်လို့ရတယ် SPF 15ပါတယ်ခဏလေး SPF 15ပါတယ်ကျွန်တော်လေးသိမ်းလို့ရပြီဒီဘူးတွေလွတ်တယ် SPF 15ပါတယ်ဟာလေးရှိပါတယ်အဲ့ဒါလေးကတော့ဒီမှာပါ cream လေးပါသူက sun cream နဲ့ moisturizer နဲ့ကိုပေါင်းထားတာဟုတ်ပြီနော် sun cream နဲ့ moisturizer နဲ့ကိုပေါင်းထားတာ2 in 1နှမျိုးလိမ့်ကြမလို့မြန်မာပြည်ကလူတွေဆိုရင်အရင်ကွက်တိမက်စီပဲဘာလို့ဆိုတော့မြန်မာပြည်ကလူတွေက moisturizer လိမ့်တဲ့အခါ cream လိမ့်တဲ့အခါမှာsun cream လိမ့်ရတယ်ဘာလို့အရန်ပူတဲ့အတွက်ကြောင့်လိမ့်ရတယ်ဒါကြောင့်မို့လို့ဒါလေးလည်းရှိပါတယ်ဒါလေးကတော့မဆို3 သိန်းခွဲနဲ့ရောင်းပေးမယ်3 သိန်းခွဲဒါလေးက moisturizer 50 ml standard size ကလေးပါသူ့ကိုလိမ့်ကျင်တယ်ဆိုရင် cream type ပါ cream type ကိုသူကအသားရည်လိုက်ခွဲထားပါတယ် normal combination လား very dry လားကိုယ့်ရဲ့အသားရည်ပေါ်မှာမူတည်ပြီးမဆိုးကပေးပါမယ်မဆိုးလာပြောပါဘာအသားရည်လဲဆိုတာဟုတ်ပြီအဲ့ဒါလေးပြီးသွားရင်တချို့ရှိတယ်မဆိုးရေသမီးတို့အသားရည်ကအရန်ကိုနီးဖက်နီးကြောင်နဲ့လေ
ရန်အဆန်းစတစ်တအားဖြစ်တယ်တခုခုလိမ့်လိုက်လို့ရှိရင်ဓာတ်မတက်ဘူးနီးပြီးတော့အဲ့လိုမျိုးဖြစ်တယ်ဆိုရင်ဒီမှာနော်မနီအောင်လို့ချက်ချင်းလိမ့်ချက်ချင်းပြောက်တဲ့ဒီမှာ crane ရှိတယ်အစိမ်းရောင် crane तू ကအစိမ်းရောင် crane ဘာနဲ့လောက်ထားလဲဆိုတော့ green tea နဲ့လောက်ထားတာ green tea နဲ့လောက်ထားတာထုံးစံတိုင်းလက်ဖက်ဆိုတာကအေးစေတယ်လေညနာဟုတ်လားလက်ဖက်ကဘာမှမပါဘူးလက်ဖက်ဆိုတဲ့သဘောသဘာဝကတကယ်ကို organic ဆိုတော့ तू ကအဲ့ဒါနဲ့လောက်ထားတာနော်လက်ဖက်မှာ तू က green tea တို့ yellow tea တို့ white tea တို့ red tea တို့ရှိသမျှလက်ဖက်ဘောင်းစုံနဲ့ထုတ်ထားတာအဲ့အတွက်ကြောင့်ညနာကိုတဘာဝနဲ့ပေါင်းတင်လိုက်တယ်လို့ပဲညနာကြီးရဲတွတ်ပြီးယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေနေလောင်ထိထားလို့ညနာကြီးတအားတွေရဲတွတ်ပြီးဆက်နဲ့စပြင်းဖြစ်နေတဲ့ညနာတွေကိုဒီခရင်လိုက်တာနဲ့ချက်ချင်းနိုင်ဝက်တနာရီတွင်းမှာချက်ချင်းပြောက်ချက်ချင်းလိမ့်ချက်ချင်းပြောက်ဟုတ်ပြီနော်အဲ့တော့ဒါလေးကမဆိုသူ့ကို၄သိန်းသူကနည်းနည်းလေးတော့ဈေးကြီးပါတယ်၄သိန်းအတိနဲ့ရောင်းပေးမယ်၄သိန်းဒါလေးကတော့သူလည်းဒီလိုပဲ allergy test လုပ်ထားတယ် 100% တရက်ကို2ကြိမ်လိမ့်မယ်မနေ့တစ်ကြိမ်ညတစ်ကြိမ်လိမ့်မယ်ဟုတ်ပြီနော်ဒါကတော့မျက်နှာအရန်ကို sensitive ဖြစ်ပြီးတော့ဘာမှလိမ့်လို့မရလို့မျက်နှာကြီးအရန်နဲ့ yes ဂျဲဘရောင်းခတ်ပြီးတော့အသားရည်အဖက်တွေလန်ပြီးတော့တော်ကိုပြက်စီးနေတဲ့အသားရည်အတွက်ကိုလက်ဖက်ဘောင်းဆောင်နဲ့ထုတ်ထားတဲ့ clinic ကထုတ်ထားတဲ့မျက်နှာ mask နော်အဲ့ဒါလေးရှိမယ်၄သိန်းအတိပါအဲ့ဒါရှိမယ်ပြီးလို့ရှိရင်ယောက်ျားလေးအတွက်ယောက်ျားလေးတွေအတွက်ကိုမရောင်းပေးဘူးလားရောင်းပေးတယ်ယောက်ျားလေးတွေအတွက်ကို3မျိုးတွဲလေးရှိမယ်ဘာပါမလဲဆိုရင်ဒါလေးကညနာသစ်ဆက်ပြာဒါလေးက after shave မုတ်ဆိုင်မွေးရှိရသူတွေဆိုရင်တော့ after shave လို့တယ်နော်ဒါလေးက moisturizer ခရီးဆောင်လေးဒီဘူးလေးကခရီးဆောင်ဘူးလေးပါခရီးဆောင်ဘူးလေးကို3မျိုးနော်3မျိုးရှိတယ်ဒါလေးက60 ml after shave ကမုတ်ဆိုင်ရိတ်တဲ့ after shave cream မှာ60 ml ညနေသစ်ဆက်ပြလေးက30 ml moisturizer လေးက15 ml 3မျိုးတွဲလေးကို2သိန်းပါ3မျိုးတွဲလေးကိုအမရောင်းတာ2သိန်းနဲ့ရောင်းမယ် travel set ကလေးပါယောက်ျားလေးအတွက်ဒါရှိမယ်ဟုတ်ပြီပြီးလို့ရှိရင်မစိုးခရီးဆောင်လေးတွေကိုရောင်းပေးမယ်ခရီးဆောင်မိန်းကလေးတွေအတွက်ခရီးဆောင်လေးကသူက combination skin သမားတွေအတွက်ကိုသူက3မျိုးရှိမယ်ညနေသစ်ဆက်ပြတိုနာ moisturizer 1,2500 3မျိုးတွဲလေးခရီးဆောင်လေးကို1,2500 112,500နောက်တစ်ခုကမျက်နှာအရန်ကို6တဲ့ wily skin သမားတွေအတွက် wily နော်သူက dry combination သူက wily combination သမားတွေအတွက်သူလည်းအဲ့လိုပဲ number 3ပါ number 3 series လေးပါ number 3 series လေးလည်း1,12,500ပြီးရင်ဒီမှာမျက်နှာအသားရအရန်6လုံးလုံးပါမဆိုရင်မျက်နှာရပတ်ကြားအပ်တော့မယ်တခါတည်း6ကပ်ပြီးတော့ဘလုံးမသမီးတို့အသားရမဆိုပြေပါဘူးဆိုရင်ဒါလေးသိန်းလိမ့်နော်ဒါလေးက very very dry 1,12,500တဘူးမှာဒေါ်လာ20ပဲရှိတယ်ဒေါ်လာ20ဆိုရင်9,000နည်းနည်းလေးပို့ကလေးနဲ့မဆိုတောင်းကနန်းလေးပဲယူထားတယ်1,12,500နော်ကြိုက်တာယူအားလုံးကဒီမှာဈေးလေးတွေပါပြီးသားဒေါ်လာ20တို့18ကျပ်တို့ရန်ကုန်အရောက်ပို့ကလေးပဲမဆိုပေးပါ1,12,500နဲ့ကိုယ့်ရဲ့ skin type ပေါ်မှာမူတည်ပြီးအရန်6သွေးတဲ့သူဆိုရင်ဒါလိမ့်မယ်နော်ဒါလေးက combination သမားတွေဆိုရင်ဒါလေးလိမ့်မယ် number 2 number 3ကcombination ဟိုမှာ wily ဖြစ်တဲ့သူတွေဆိုရင်ဒါလိမ့်မယ်ဆိုတော့ကြိုက်တဲ့ skin type ကိုပြော1,12,500ဟုတ်ပြီအဲ့ဒါပြီးပြီဆိုရင်ပြီးတော့ဂျမ်ဘိုဆိုင်ကြီးပြမယ်ရန်ကုန်မှာရှိတယ် number 2ဂျမ်ဘိုဆိုင်ကြီးပါဒါဂျမ်ဘိုအကြီးဂျမ်ဘိုဆိုင်ကြီးတွေပါအကြီးတွေပါဒီမှာအကြီးရှိမယ်အသေးရှိမယ်သူက6မျိုးပါတယ်4သိန်းခွဲ6မျိုးပါတယ်4သိန်းခွဲဒီမှာ
number 2ဒီမှာမျက်နှာသစ်ဆက်ပြဒီမှာ toner ဒီမှာ moisturizer full size နော်အကြီးနော်ဒီမှာ jumbo size ကြီးပုံမှန်ဆို number 2ကဒီမှာဒီလို size ကလေးဒါပုံမှန် size 200 ml ဒါပေမဲ့ဒါကြီးကအကြီး jumbo size ကြီးပြီးဒီမှာ pressure pan ပါသေးတယ်ဒီလိုလေးပြောင်းပြီးတော့ pressure pan လေးနဲ့ရွှီနဲ့ toner လေးကိုသုံးလို့ရတယ်ပြီးရင်ယူတော့ခရီးသွားမယ်ဆိုရင်လည်းဒီဘူးတိုင်းမှာပါတဲ့အတိုင်းကိုခရီးသွားလို့ရတယ်ခရီးဆောင်လေးပါသေးတယ်ဒီမှာခရီးဆောင်လေးဆိုတော့မြင်တယ်နော်6မျိုးဆိုတော့ပြောချင်တာကဒီအကြီးကိုအိမ်မှာထားအသေးကိုခရီးသွားယူသွားဒီနေ့ lipstick ပါအောင်ပါလားဒီနေ့ lipstick မရအောင် skin care ပဲရအောင်ပါဒီနေ့ lipstick တွေမဟုတ်ဘူးဟုတ်ပြီနော်အဲ့တော့6မျိုးတွဲပါမယ်4သိန်းခွဲဒီဘူးကြီးအကြီး3မျိုးပါမယ်ခရီးဆောင်လေး mini size ကလေး3မျိုးပါမယ်6မျိုးတွဲကို4သိန်းခွဲနံပါတ်2လိမ့်နေကြလူတွေဆိုရင်ဒါလေးဝယ်ထားသိနေတန်တယ်နော်ဒါလေးဝယ်ထားသိနေတန်ပါတယ်တန်အောင်မြည်နေပါတယ်တန်လုံးမှ4သိန်းခွဲဟုတ်ပြီအဲ့ဒါပြီးသွားရင်ဒါလေးကကျတော့ဘာလဲဆိုတော့2သိန်းခွဲတစ်ဆက်လုံး6မျိုးပါတယ်ရှင်းပြမယ်ဘာတွေပါလဲဆိုရင်မျက်နှာသစ်ဆက်ပြဒီမှာမျက်နှာသစ်ဆက်ပြပါတယ် moisturizer ပါတယ်နော်မျက်နှာသစ်ဆက်ပြရဲ့ moisturizer ရဲ့မျက်နှာသစ်ဆက်ပြ moisturizer ခရီးဆောင်ယူတော့ခရီးသွားတဲ့အခါမှာကွက်တီပဲအများကြီးယူကြမလို့ပြီးရင်ဘယ်ရောက်သွားတော့office လေး remover makeup ဖြတ်တဲ့ remover ပြီးရင်ဒီမှာ eye မျက်လုံးကိုရပဲအိတ်ခါနီး eye ပြီးရင်ဒီမှာရေမွေးဘူးလေးပါသေးတယ် clinic ကပြီးရင်ဒီမှာ mascara ဆိုတော့6မျိုးပါတယ်2သိန်းခွဲ6မျိုး2သိန်းခွဲဒီဆက်ကလေးက2သိန်းခွဲဖေး clinic ကဟိုနောက်မှာရေမွေးလေးတွေရှိပြီးတော့ဒီမှာဒါကဒီတပူးတဲ့ဟိုမဆိုးက3သိန်းနဲ့တပူးတဲ့ဟိုမှာလေဒီဇယ်ရဲ့နောက်မှာဒီဇယ်ဘူးကြည့်လိုက်အဲ့နောက်မှာရအဲ့တခုလုံးနေလိုက်ခဏလေးနော်သူတမျိုးတဲ့ကိုမဆိုးကသူတမျိုးတဲ့ကိုမဆိုးကဒီတမျိုးတဲ့ကိုနော်မဆိုးက3,800ဝယ်နဲ့ရောင်းတယ်အမလေးဟဲ့ဧပြီကင်းရဲ့နင်းစွာလဲစောက်ပေါ်တွေပြောင်းနင်းတော့အကိုကြီးကသိနေပြီဘာမှစိတ်မစိုးလာနှောက်နေဧပြီကင်းဟိုင်းလို့ရလာတယ်မဆိုးကိုစိတ်ဆိုးမှဆိုလို့တယ်နှောက်ပါဦးဒီမှာအိတ်ကလေးနဲ့ဘာပါလဲဆိုရင် original size ပါတယ်ဒီမှာ original 100 hours ခံတဲ့3,800ဝယ်တဲ့ original တစ် size ပါတယ်ပြီးရင်ဒီမှာကြည့်ဒီမှာညဘက် mask လုပ်ပြီးတော့မျက်နှာကို mask လုပ်ပြီးတော့အိမ်လို့ရတဲ့ night mask ပါတယ်နော်ပြီးရင်မျက်လုံးလေးကိုဒီမှာဒါလေးပါတယ်အဲ့တော့ဒါလေးကိုမဆိုးက2သိန်းနဲ့2ပေါင်းအိတ်ကလေးပါသေးတာဒီမှာအိတ်ကလေးနဲ့2သိန်း2ပေါင်းတဘူးပါမယ်ဒီနှစ်ခုပါမယ်ဒီအိတ်ကလေးပါမယ်အားလုံးတစ်ဆက်လုံး2သိန်း2ပေါင်း2သိန်း2ပေါင်းနော်ဒီတဘူးတည်းဆိုရင်တော့3,800ဝယ်ရှိတယ်ဒီမှာအိတ်ကလေးလည်းပါအောင်မယ် extra
2မျိုးလဲပါမယ် night mask လဲပါမယ်မျက်လုံးကိုလိမ့်တဲ့ moisturizer လဲပါမယ်ဟုတ်ပြီနော်2,200,000ဒါလေးလိုချင်တယ်ဆိုလဲရမယ်ဟဲ့ April ခင်းရေဒီမှာပြနေတာယောက်ျားလေး clinic ယောက်ျားလေးအတွက်2,000,000အတိနဲ့ရောင်းနေတာညနေသစ်ဆက်ပြ after shave က moisturizer ရဲ့3မျိုး2,000,000ယောက်ျားလေးအတွက်အဲ့တော့ဒါလေးက2,200,000ပါဒီဆက်ကလေးအဲ့ကလေးနဲ့3မျိုးပါတယ်ဟုတ်ပြီပြီးရင်ရေမွေးရောင်းမယ်ရေမွေး clinic ရေမွေးရောင်းမယ်အဲ့တော့ clinic ရေမွေးဒီမှာပန်းရောင်အမရေမွေးဟိုမှာကျမတို့ကရေမွေးနှင်းစီနဲ့လေးပဲလိုချင်တာသင်းလေးနဲ့ရေမွေးနှင်းစီကိုကြိုက်တယ်နှင်းစီပန်းနဲ့လေးကိုကြိုက်တယ်ဆိုဒါလေးယူဒါလေးကိုယူโอเคဈေးနှုန်းလေးက3,000,000နော်ဒါလေးကနှင်းစီပန်းနဲ့လေးဟဲ့ April ခင်းရေအဆိုင်ရပြီလားမရသေးဘူးနဲ့တူတယ် LV8 က LV8 မရသေးဘူးနဲ့တူတယ်နော် April ခင်းပစ္စည်းတွေကြာနေတာဖြစ်မယ်ဟုတ်တယ်ကာကိုတွေကြာနေတာငါ့မောင်လေးပတ်စံအိမ်မရသေးဘူးနဲ့တူတယ်ကြည်ရတာရရင်ငါ့ကိုလာပြောမှာမောင်လေးရဲ့အမလည်းမတက်နိုင်ဘူးအစိုးရစီစစ်နေတာဆိုတော့ရသေးဘူးတဲ့အေးထင်းနေဒါပေမဲ့ကောင်းတယ်တော့ငါ့ကိုလိုက်ကြည့်ကြောင်လည်းမလုပ်ဘူးမစိုးရရောက်ပြီလားလည်းမပြောဘူးမမေးဘူးအေးရောအေဘရကီလိုလူမျိုးငါဈေးရောက်လာနားရေးပါရေးပဲဘာတော့ရောက်မလဲလဲလာမမေးဘူးငါevery ကြီးဝယ်ထားပြီးတော့မသိသလိုပဲ तू ဟုတ်ပြီအဲ့တော့ဒါလေးကနှင်းစီပန်းနဲ့လေးအမရေသမီးတို့ကလေရေမွေးနှောင်ပြင်းပြင်းမကြိုက်ဘူးနှင်းစီပန်းနဲ့လေးမှာရေမွေးနှင်းစီလေးပဲကြိုက်တာဆိုရင်ဒါလေးယူ3,000,000ခွဲနော်15မီလီ3,000,000ခွဲပန်းရောင်လေးရမယ်မရေ fresh ဖြစ်တဲ့နံလေးကြိုက်ပါတယ်မရေကျမတို့က fresh အနံလေးကြိုက်တယ်ဆိုရင်ဆမ်းမမှာလန်းလန်းဆန်းဆန်းဂန်းကောပန်း okay ocean နံလေး fresh ဖြစ်တဲ့အနံလေးအဝါလေးကြိုက်တာယူ fresh ဖြစ်တဲ့အနံလေးကအဝါရောင်လေးနော်3,000,000ခွဲပါမဆိုးတော့ကြိုက်တယ်တက်စတာရေဆွတ်ချပြလိုက်မယ် okay ပြီးတော့ရှိသေးတယ်ဒီမှာအမလေးကျမကလေဒါလေးကလေဗနီလာနဲ့လေးပါတော့ဗနီလာနဲ့တစ်သားနဲ့လေးအီလေးချိုလေးနဲ့တစ်သားနဲ့လေးဒီမှာတစ်သားနဲ့လေးအညိုလေး3,000,000ခွဲကြိုက်တာကိုယူ3,000,000ခွဲနှင်းစီပန်းရေမွေးနှင်းစီနဲ့လေးရယ်လန်းလန်းဆန်းဆန်း ocean ပင်လယ်ကမ်းစပ်မှာရတဲ့ fresh အနံ့လေးရယ်ဒါလေးကတော့ vanilla အနံ့လေးနဲ့ woody ကရမတ်တို့စန်တကူးတို့လိုမျိုးပေါင်းစပ်ထားတဲ့ woody နံ့လေးရယ်ကြိုက်တာကိုပြော3,000,000ခွဲဟုတ်ပြီနော်အဲ့တော့ပြီးတော့ရှိရင်တော့ဒီမှာ clinic happy က50မီလီသူက grapefruit ရဲ့အနံ့လေးပါ romantic ဖြစ်တဲ့အနံ့လေးเนาะသူ့အနံ့လေးက romantic ဖြစ်တဲ့အနံ့လေးပါဒီအားလေးဆွလိုက်လို့ရှိရင် romantic ဖြစ်ပါတယ်တကယ်ကိုချစ်စရာကောင်းတဲ့အနံ့လေးပါ grapefruit မှာ light ဖြစ်တဲ့ grapefruit နံ့လေးအများကြီးလည်းပြင်းပြင်းထန်မဟုတ်ဘူးเนาะအဲ့တော့ romantic ဖြစ်တဲ့အနံ့လေးဈေးနှုန်းလေးကမစိုးတစ်ချက်တွက်ပေးမယ်3,900,000ခွဲ50မီလီကို3,900,000ခွဲ made in USA ဟုတ်ပြီနော် romantic ဖြစ်တဲ့ grapefruit နံ့လေးပါ fresh ဖြစ်တဲ့အနံ့လေး3,900,000ခွဲပြီးရင်ဒါလေးကတော့ဒါလဲဆိုရင် carnation ပန်းနံ့လေးပါ carnation ရန်ကုန်မှာဆိုရင် carnation ပန်းနံ့လေးလို့ခေါ်မှာပေါ့ပန်းရောင်လေးပါ carnation ပန်းနံ့လေးပါသူက floral မှာ1ဖြစ်စေတဲ့အနံ့လေးသူကနွေးထွေးလေးနဲ့
ဆွတ်လိုက်လို့ရှိရင်နှွေးပြီးတော့ခံစားချက်ကလေးကနွေးနွေးထွေးထွေးလေးဖြစ်စေတယ်သူကတော့ carnation ပန်းနံလေးကို3သိန်း9,000ခွဲပါဒါလေး oh sorry 3သိန်း9,000ခွဲကိုဒီမှာ discount ချထားတယ် sorry 3သိန်း9,500 3သိန်း9,000ခွဲက original price ဒါပေမဲ့ discount ချတာ3,500 3,500နော်အဲ့တော့ဒီမှာ fresh ဖြစ်တဲ့အနံ့လေး romantic ဖြစ်တဲ့အနံ့လေးလိမ်မော်လေးရမယ်ပန်းရောင်လေးရမယ်ပြီးရင် clean and သူကရတော့ဗာလဲဆိုတော့မနက်စောကြီးပေါ့ကွာနှင်းနေကြတဲ့အချိန်မှာလမ်းလျှောက်ရတဲ့အခါမှာခံစားရတဲ့အနံ့မျိုးဘယ်လိုခေါ်မလဲမြူနင်းနေစားနေတဲ့အချိန်မှာ fresh ဖြစ်တဲ့အနံ့မျိုးသူ့ရဲ့ fresh ကလုံးဝ air clean နဲ့သူ့ရဲ့ clean ဖြစ်တဲ့အနံ့ကသူက grapefruit နဲ့အနံ့လေး romantic ဖြစ်တဲ့အနံ့သူကတော့ very very fresh အရင်က fresh and romantic ဒါလေးက romantic ဒါလေးက fresh ဒါလေးကပန်းနံလေး floral ၃မျိုးရှိတယ်ကြိုက်တာကိုယူအမက3,900,000ဝယ်ရောင်းခဲ့တယ်အခု3,500နဲ့ရောင်းပေးမယ်ဒါပဲပြီးပြီ3,500ရေမွေးက50မီလီအနံ့3မျိုးရှိတယ် carnation နံ့ရယ် grapefruit နံ့ရယ် clean အနံ့ရယ်3မျိုးဟုတ်ပြီနော်ခုနဒါလေးတွေက woody နံ့လေးဒါလေးက ocean နံ့လေးဒါလေးကနှင်းစီပန်းရေမွေးနှင်းစီနံလေး15မီလီလေးကိုမဆိုးက3သိန်းခွဲနဲ့ရောင်းတယ်နော်ဟုတ်ပြီနော်ဒါက15မီလီ3သိန်းခွဲဒါကအကြီးက3ရောင်မတူဘူးနော်3,500ရပြီနော်โอเคအဲ့ဒါဆိုရင်ဒါဒီနေ့ကတော့မဆိုး clinic ကိုအပြီးရောင်းသွားတယ်အဲ့တော့ကြိုက်တာရှိရင်လာပြီးတော့ဝယ်ပေးပါအားပေးပါ bye bye မဆို live ကိုတစ်ပတ်လောက်နားမယ်အလုံးမအားလို့ next week မှပြန်တွေ့မယ်တတာ